OC နေရာကို configure ချတဲ့နည်းလမ်းအစအဆုံးကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ OC 200 controller ရှိတာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကဒီကြိုးလေးကို internet အဝင်ကြိုးထိုးထားတယ်ဒီဘက်ကိုကြောတော့ဒီဘက်ကြိုးကကြောတော့ဒီဘက် AB ကိုထိုးထားဖြစ်ပါတယ်အခုဒါ AAB က Omada EAB 225ဖြစ်တယ်သူက configure မချရသေးဘူးတော့ကအတစ်ဆက်ဆက်ဖြစ်တယ်ပေါ့နော်ဒီဘက်ဂျိုထောင်လေးပေါ့နော်ဂျိုထောင်လေးmicro တက်လည်းရှိရနော်AAB 225auto AB ကိုကျွန်တော် OC နေရာမှာလာထိုးထားတယ်တစ်ဖက်က internet ဝင်ထားတယ်အဲ့တော့ဒီ OC နေရာဒီသူက controller ဖြစ်ပါတယ်ဒီကောင် router လည်းမဟုတ် switch လည်းမဟုတ်ဒီကောင် controller အဲ့တော့သူကဒီမှာ internet ကြိုးထိုးထားဖြစ်တဲ့အတွက်ဒီမှာအောက်ကမီးလင်းတယ်အပေါ်က cloud မီးကလင်းလိုက်ပိတ်လိုက်ဖြစ်နေတယ်အဲ့ဒါဘာလို့လဲဆိုတော့ဒီ OC နေရာကိုကျွန်တော် configure မချရသေးဘူး OC နေရာကလည်းအတစ်ဆက်ဆက်ဖြစ်နေတယ်အဲ့တော့ဒီ OC နေရာနဲ့ IDAB နဲ့ဘယ်လိုမျိုးချိတ်မလဲချိတ်တယ် adapt ပေါ့နော် adapt လို့လုပ်မလဲပြီးရင် voucher code တွေဘယ်လိုထုတ်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တောင်းရမယ့် software ကဘာလဲဆိုရင်ဒီ OC နေရာရဲ့ Omada software ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ Wi-Fi ချိတ်ရမယ် Wi-Fi ကကျတော့ဒီဘယ်သူ့ကိုချိတ်မလဲဆိုတော့ဒီ OC နေရာနဲ့ချိတ်ထားတဲ့ဒီ EAB 225ကလွှင့်တဲ့ Wi-Fi line ကိုချိတ်ရမယ်တော့ EAB 225က configure မချရသေးဘူးဖြစ်တဲ့အတွက်သူက Wi-Fi က password မပါဘူးဒီလို Omada နာမည်နဲ့ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ချိတ်လိုက်အဲ့လိုချိတ်လို့အောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ကဘာဖွင့်မလဲဆိုရင် Omada software ဖွင့်မယ် Omada software ဖွင့်ပြီးတော့ဆို account ကတော့ကိုယ့်ဘာကိုဖောက်ပြီးမှဝင်ထားရမယ်ပေါ့နော်ဝင်ထားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ညာဘက်ထောက်အပေါ်ကအပေါင်းလေးကိုနှိပ်ပြီးသွားပြီဆိုတော့အဲ့ဒီမှာအဲ့လိုမျိုးအဝိုင်းလဲသွားနေပြီပေါ့နော်အဲ့လိုအဝိုင်းလဲသွားတဲ့အချိန်မှာဒီလိုမျိုးစက်ပုံလေးပေါ်လာတယ်ဆိုရင်ရတယ်တကယ်လို့မိတ်ဆွေတို့ကအဲ့လိုစက်ပုံလေးမပေါ်လာဘူးဆိုရင်အောက်က ATA set option မှာပေါ့နော်ကျွန်တော် scan QR code ဆိုတာရှိတယ်ပြီးရင်ကျွန်တော် next ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီ Omada အောက်ခြေကဒီ QR code ကိုကျွန်တော် scan ဖတ်လိုက်လို့ရတယ်အဲ့လို scan ဖတ်လိုက်လို့ရ scan ဖတ်ပြီးတော့ခဏစောင့်ပါနော်အဲ့ဒီမှာသူက OC သူကတော့ loss အဲ့လိုတက်ချေခတ်တော့ပြတာပေါ့နော်တက်ချေခတ်တော့ပြတယ်ဘာဖြစ်သွားတာလဲဆိုရင်သူက cloud မီးငြိမ်သွားတာပေါ့နော် cloud မီးငြိမ်သွားဆိုကျွန်တော်အပေါင်းလေးပြန်နှိပ်မယ်ဒီတိုင်းပြန်ရှာကြည့်မယ်ဒါ cloud မီးငြိမ်သွားပြီလုံးဝမလင်းတော့ဘူးဆိုရင်တော့သူက software မှာအပ်လို့မရအခါကျရင် cloud မီးကမိတ်တုံဖြစ်အောင်ပြန်လုပ်ပေးရမယ်မိတ်တုံဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ internet ကြိုးအဝင်ကြိုးကိုဖြုတ်လိုက်တက်လိုက်လုပ်ကြည့်လိုက်ပါတော့ဒါမှမဟုတ်လဲ IOC နေရာကို reset ချပလိုက်အဲ့တော့ကျွန်တော်တို့ခုန QR code ဖတ်လိုက်တယ်ပေါ့ QR code ဖတ်လိုက်တော့ဆက်ဆက်ဖြစ်သွားတယ် down ကိုနှိပ်မယ်နော်အဲ့ဆိုရင်သူဘယ်လိုပုံမလဲတစ်ချက်ကြည့်အောင်အမှကျွန်တော်တို့ဒီမှာ OC နေရာဆက်ပုံပေါ်ပြီးဒီလက်ရှိ IP အတွက်ပေါ်လာပြီเนาะပေါ်နေတဲ့အခါမျိုးမှာဘယ်လိုရှိလဲဆိုတော့ကျွန်တော်တစ်ချက်ပြရမယ်သူကဒီကျွန်တော်တို့ software ထဲမှာ OC နေရာကို scan ဖတ်ပြီးထည့်လိုက်ပြီဆိုရင်တော့ cloud မီးကငြိမ်သွားတယ်ပေါ့เนาะ cloud မီးငြိမ်သွားတယ်အဲ့ဒါ OC နေရာပေါ့အဲ့ဒါဆိုရင် configure ချအဲ့တော့အပေါ်က OC နေရာလေးကိုကျွန်တော်တစ်ချက်သူကဒါမျိုးလေးပေါ်တယ် OC နေရာလေးကျွန်တော်တစ်ချက်ထောက်လိုက်မယ်အဲ့ဒါဆိုဒါကြတော့သူက internet ကိုတုံးပြီးမှ configure ချတာဖြစ်သွားပြီเนาะခဏနေကြ local နဲ့ချတာကိုပြောပြပေးမယ်ဒီအလေးကတော့နည်းနည်းစောင့်ပေးရတယ်ပထမပိုင်း configure ချတဲ့အချိန်မှာတော့အားလုံးကစောင့်ပေးရအဲ့ဆိုရင်သူကအတစ်ဆက်ဆက်ဖြစ်တာဖြစ်တဲ့အတွက်ဒီမျိုးပုံမယ်အဲ့တော့ကျွန်တော် guest step ကိုနှိပ်မယ်အဲ့တော့ဒီ OC နေရာ controller နာမည်ကိုနာမည်ပြင်ပါဆိုတော့ကျွန်တော်ကအကုန်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့မှကိုကြိုက်တဲ့နာမည်ပေးမယ်ပေါ့နော်ကျွန်တော်ဦးစန်း controller လို့ပေးလိုက်ဦးစန်း controller အဲ့တော့ region ကမြန်မာဆိုရင်ကျွန်တော်မြန်မာပေါ့မခတ်ပါဘူးเนาะမြန်မာရွေးမယ်ဒန်းနှိပ်မယ်တိုင်းစုံကကြောရန်ကုန်ပေါ့နော်ရန်ကုန်ဒန်းနေမယ်ပြီးရင်ကျွန်တော်တို့အပေါ်ကဟာလေးအမှန်ချစ်မယ် user experience ကတော့မလုပ်တော့ဘူးကျွန်တော် next ကိုသွားမယ်ပြီးဘာလို့အတွက်လဲဆိုကျွန်တော်တို့ကအိမ်မှာပဲသုံးပါလေနော်အိမ်မှာပဲသုံးပါဆိုဘာမှမရွေးတော့ဘူး next ကိုသွားမယ်အဲ့ဆိုအဲ့ဒီမှာကျွန်တော်တို့AP ရှိရဗျာ AP မှာเนาะ AP မှာဘယ်ဟာလေးကို adapt လုပ်မလဲပေါ့နော် adapt လုပ်မလဲဆိုတော့AP ကိုတော့နောက်မှ adapt လုပ်တော့မယ်ကျွန်တော် skip သွားလိုက်1ကို override လုပ်မလားဆိုမလုပ်ဘူး skip သွားလိုက်မယ်အဲ့တော့ wifi နာမည်ကိုဘာနဲ့လွှင့်ချင်တာလဲ wifi နာမည်ကိုကျွန်တော်ကဥနဲ့လွှင့်ချင်တာ password ကကြောတော့1234568နဲ့တွားမယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ next ကိုတွားမယ်တော့main administrator ကတော့နာမည် admin ပေးလိုက်မယ် email ကတော့ထည့်ရမထည့်ရ password ကတော့ကိုကဒီ OC နေရာကိုထိန်းချုပ်တဲ့ password ကိုပါတာကိုထည့်လိုက်ပေါ့နော်
password ထည့်ပြီးတော့ပြီဆိုရင်အောက်မှာနောက်ထပ် user name ဘာညာထည့်ရသေးတယ်ပေါ့နော်အဲ့ဒါကကျတော့ user name ကadmin ဟို password ကလည်းခုနကအပေါ်က password နဲ့အတူတူထားလိုက်မယ်ဒီဟာလေးဖြည့်ပြီးတော့ဆိုကျွန်တော်တို့ next ကိုသွားမယ်အဲ့မှာသူကဒီမှာကျွန်တော်ထည့်လိုက်တဲ့ဟာလေးတွေပြန်ပြတယ်ပေါ့နော်အဲ့ဒါလေးအသေးစိတ်ချက်လက်စစ်ပေါ့အဲ့မှာ device ကိုထိန်းချုပ်မဲ့ password တွေကအဲ့ဒီဟာတွေပေါ့နော်အဲ့ user name အဲ့ဒါယူအဲ့ဒါပြီးတော့ done နှိပ်လိုက်မယ် done နှိပ်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ OC နေရာထဲကိုရောက်တော့မှာဖြစ်ပါတယ်အဲကြောင့် internet ကနေလုံနေရဖြစ်တဲ့စိတ်ရှည်ဖို့တော့လိုပါတယ်ဟုတ်ပြီကြားတယ်နော် okay အဲ့ဆိုကျွန်တော်တို့ဒီမှာ OC နေရာကို configure ချတာပြီးသွားပြီနော် OC နေရာကို configure ချတော့ပြီးသွားပြီအဲ့ဒီမှာ site management မှာပေါ့နော် default ဆိုရင်မှာတခုရှိနေတယ်အဲ့ဒါကကျတော့ဘာနဲ့တူလဲဆို Ruji မှာဆိုရင် Ruji မှာဆို project ဆောက်တာနဲ့အတူတူပဲเนาะ Ruji မှာတော့ project လို့ခေါ်တယ်ဟိုဒီ Omada မှာတော့ site လို့ခေါ်တယ်အဲ့ default ကိုကျွန်တော်တို့ asset 30 name ပဲပြီးတော့ edit name ပြီးနာမည်က default ဖြစ်နေတယ်အဲ့ဒါကိုဦးစန်းကျွန်တော်ကြိုက်တဲ့နာမည်ပေးလိုက်မယ်ဗျာမိတ်ဆွေတွေကြိုက်မိတ်ဆွေကြိုက်တာပေးဦးစန်း VIP ပေါ့နော်နာမည်ကြိုက်တာပေးမယ် country region မြန်မာကဆိုတော့မြန်မာပေါ့နော်ပြီးရင် Dan ပေါ့ပြီးတိုင်းစုံကရန်ကုန်ကဖြစ်တဲ့အတွက်ရန်ကုန်ပေါ့ပြီးရင် Dan ပေါ့ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုအပေါ်ညာဘက်တောင်အပေါ်က Dan ကိုနှိပ်လိုက်အဲဆိုရင် project နာမည်ကဦးစန်း VIP ပေါ့နော်အဲ့လိုဖြစ်သွားပြီအဲ့တော့အဲ့ရဖြစ်သွားပြီဆိုကျွန်တော် refresh တစ်ချက်လုပ်လိုက်မယ်နော် refresh တစ်ချက်လုပ်လိုက်ဦးစန်း VIP ဖြစ်သွားအဲ့ဒီမှာကျွန်တော်အဲ့ဒီဦးစန်း VIP project တွေကိုကျွန်တော်ဝင်လိုက်ဝင်ပြီးတော့ပြီဆိုကျွန်တော်တို့ကဘာလုပ်မလဲဆို AB ကိုပေါင်းထည့်မှာဒါဆို AB ကိုပေါင်းထည့်မယ်ဆိုရင်ကျွန်တော် device access ကိုနှိပ်မယ် device access ကိုနှိပ်တဲ့အခါမှာအမှအဲ့လိုမျိုး pending ဖြစ်နေလိမ့်မယ် pending ဖြစ်နေတဲ့အခါမှာကျွန်တော်တို့လုံမှာဒီကျွန်တော်ဒီအမှအောက်ဆုံးကဟာကိုလုံမှာဖြစ်တဲ့အောက်ဆုံးကဟာလေးထောက်မယ်ထောက်ပြီးတော့ကျွန်တော် adapt နှိပ်လိုက်မယ်နော်အဲ့ဆိုရင်adapting ပေါ့အဲ့ adapting ကဘာလို့ကိုလုံနေရလဲဆိုတော့ဒီကျွန်တော်ဒီကောင်လေးဒီ EAB225 ကိုလုံနေနော်အဲ့ကောင်လေး adapt လုပ်တာadapt fail ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တစ်ချက်လုပ်မယ် adapt fail ဖြစ်သွားတဲ့တစ်ချက်နှိပ်မယ်နှိပ်တဲ့အခါမှာကျွန်တော်တို့သူ့ကိုကျွန်တော်ဝင်ကြည့်မယ် admin နဲ့ဝင်ကြည့်မယ်နော် user name password admin adapt လုပ်ကြည့်မယ်adapt fail ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ကဒီ bash adopt ကို bash adopt ပြန်နှိပ်မယ်နော်ဒီအောက်ကဟာလေးက user name password တောင်းတယ်အဲ့ဆိုကျွန်တော်တို့အပေါ်အကောင်လေးတစ်ချက်နှိပ်ကြည့်မယ် adapt နှိပ်ကြည့်မယ်နော်တော့ AB ကနှလုံးဖြစ်နေတာအဲ့ဆိုရင်အပေါ်ကဟာဖြစ်လိမ့်မယ်နော်အပေါ်က provision ဖြစ်သွားပြီအရှိရဟိုလေအရှိရ control ဟိုဟာဟိုလေ media converter တစ်ချက်ပတ်သက်တော့ဖြုတ်ပေးထားဒီမှာမဟုတ်အရှိအဲ့ဒါကဘာလို့တာလဲဆိုရင်ဒီ OC နေရာထဲကို AB ပေါင်းထည့်တာပေါ့နော်ပေါင်းထည့်တာအောင်မြင်သွားပြီလို့ကျွန်တော်ထင်တယ်ဘာလို့အောင်မြင်သွားလို့ထင်လဲဆိုတော့ဒီစာမျက်နှာဆက်ပြီးမသွားတော့ဘဲနဲ့ကျွန်တော်ခုနကချိန်လိုက်တဲ့ Wi-Fi နာမည်ဥထွက်လာပြီကျွန်တော်အဲ့ဥကိုဝင်လိုက်မယ်1 2 3 4 5 6 9 8 6ချိန်လိုက်မယ်ဥထွက်လာပြီဆိုရင်ဒါတေးကြတယ်အဲ့ဒါ OC နေရာထဲကိုဟိုပေါင်းထည့်တာအောင်မြင်သွားပြီပေါ့နော်ကျွန်တော်တစ်ချက်ဒီမှာပြန်စစ်ကြည့်လိုက်ဟုတ်တယ်ဒီမှာကြည့်လိုက်ဒီမှာကျွန်တော် connected ဖြစ်သွားပြီနော် connected ဖြစ်သွားပြီဒီ set ရဲ့ MAC address က50 E8 နဲ့စုံတယ်ပေါ့နော်အဲ့ဒါဟုတ်မဟုတ်ကျွန်တော်တစ်ချက်စစ်ကြည့်မယ်တစ်ချက်စစ်ကြည့်လိုက်တော့ကျွန်တော်ဒီအောက်မှာပေါ့နော်သူရဲ့ MAC address တစ်ချက်ကြည့်လိုက်တော့50 E8 ဟုတ်တယ်နော်50 E8 ဟုတ်တယ်အဲ့ဆိုရင်ဒီ set ပေါ့နော်ကျွန်တော်တို့ချိတ်ချင်တဲ့ set ကိုကျွန်တော်ချိတ်လို့ရတာအဲ့တော့အဲ့လိုမျိုး connected ဖြစ်သွားပြီဆိုရင်ရတယ်ဒီလို connected ဖြစ်သွားပြီဆိုရင်ဒါကျွန်တော်တို့ OC နေရာနဲ့ဒီ OC နေရာနဲ့ AB နဲ့ကလုံးဝချိတ်ဆက်မှုရှိရလို့ပြောတာအဲ့တော့ဒီမှာ AB ဆိုမှာ1/1ဖြစ်သွားတယ်เนาะဒီမှာ AB မှာ1/1ဖြစ်သွားတယ်ဒါဆိုရင်ဒီ OC နေရာကဒီ AB ကိုထိန်းချုပ်လိုက်ရဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီ bouncer code ထုတ်ဖို့အတွက် set တော့မှာဖြစ်ပါတယ် bouncer code ထုတ်ဖို့အတွက်ကျွန်တော်ညာဘက် channel က setting ကိုတွားမယ်
သွားပြီးသွားပြီဆိုရင်အဲ့ဒီမှာကျွန်တော်တို့ Wi-Fi setting ကိုသွားမယ် Wi-Fi setting ကိုသွားပြီးသွားပြီဆိုရင်ကျွန်တော်အပေါင်းနှိပ်မယ်အပေါင်းနှိပ်ပြီးတော့ကျွန်တော် voucher ထုတ်ဖို့အတွက်ဦးစန်း VC လို့ပေးလိုက်မယ်ပြီးရင်ကျွန်တော် password မခတ်တော့ဘူး no security နဲ့သွားမယ်ပြီးရင် VLAN က default ပဲဘာညာတက်ကမလို့တော့ဘူး done နှိပ်လိုက်နောက်တိုင်အောင်ဖြစ်သွားနော်နောက်တိုင်အောင်ဖြစ်သွားဆိုရင်ဟိုချိတ်ဆက်နေတော့ okay ကျွန်တော် done နှိပ်ကြည့်မယ် okay အဲ့ဆိုရင်ကျွန်တော်အပြင်တက်ချေကတစ်ချက်ပိတ်လိုက်မယ်နော်disconnect နှိပ်လိုက်အဲ့ဒါဒီမှာကြည့်လိုက်ကြဦးနဲ့ဦးစန်း VC ဆိုပြီးဖြစ်သွားတယ်အဲ့ဦးစန်း VC ကိုကျွန်တော်က voucher code ထုတ်ချင်တာပေါ့နော်အဲ့တော့ voucher code မထုတ်ခင်မှာ Wi-Fi တစ်ခုအရင်ဖန်တီးလိုက်တာဖန်တီးပြီး voucher ထုတ်မယ်ဆိုတော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ဒီ authentication ကိုသွားမယ် authentication မှာကျွန်တော်အပေါ် portal ကိုသွားမယ် portal ကိုသွားပြီးတော့ဆိုရင်ညာဘက်ထောက်ကအပေါင်းလေးနေမယ် portal နာမည်ကိုကြိုက်တာပေးလို့ရတယ်ကျွန်တော်ကဦးလို့ပေးလိုက်ပြီးကျွန်တော် portal ဖွင့်မယ်အဲ့ဒီမှာ Wi-Fi ကိုရွေးပေးရ Wi-Fi ရွေးဖို့အတွက် SSID ရွေးမယ် SSID group ထဲမှာကျွန်တော်ဦးစန်း VC ဆိုတဲ့ဟာလေးအမှန်ချစ်မယ်နော်အမှန်ချစ်ပြီးတော့ဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့အပြင်ပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ HTTP redirect ကိုဖွင့်မယ်ပြီး voucher နဲ့တုံးပါဆိုတော့ voucher ဖွင့်မယ်အဲ့ဒါလေးလုပ်ပြီးတော့ပြီဆိုရင်ကျွန်တော် save ကိုနှိပ်မယ်အခုဒါ voucher ကိုထုတ်တဲ့ဟာကိုပြောပြနေရနော် save ကိုနှိပ်လိုက်ခဏလေးစောင့်နောက်တိုင်အောင်ဖြစ်သွားတယ် okay ပေါ့နော် okay ဖြစ်သွားကြတက်ချေကတစ်ချက်နှိပ်လိုက်ပြီး disconnect လုပ်လိုက်အဲ့ဒါဆိုဒီမှာဘာမှမရှိနေဘူးဘာမှမရှိနေဆိုကျွန်တော်အပေါင်းပြန်နေမှာပြန်လုပ်မယ်နော်ဦးပေါ့ portal ဖွင့်မယ် Wi-Fi ကကြောတော့ဒီဦးစန်းရွေးလို့မရတော့နော်မရွေးလို့မရတော့ဆိုရင်တေချာတာတော့ဒီမှာရှိနေပြီနော်ဒီမှာရှိနေပြီ okay ခုနကလောက်တာအောင်မြင်တယ်ဒါမှဦးပေါင်ချပေါ့တစ်ချက်ပြန်ဝင်ကြည့်လိုက်ဦး portal ဖွင့်တယ် SSID မှာကျတော့ဟိုဟာချိတ်လိုက်တယ်ဦးစန်း VC ချိတ်လိုက်တယ်ပြီး redirect ဖွင့်တယ် voucher ဖွင့်တယ်ပြီးရင် save နှိပ်လိုက်တယ် save နှိပ်လိုက်တော့အောင်မြင်တယ်ဆိုရင်ဒီ portal နေရာမှာဒီလိုမျိုးလေးပေါ်သွားမယ်အဲ့လိုပေါ်သွားပြီဆိုရပြီအဲ့ဒါဆိုရင်ကျွန်တော်အပြင်တစ်ချက်ထွက်မယ်ထွက်ပြီးသွားပြီဆိုရင်ကျွန်တော် voucher code ထုတ်တော့မယ်နော် portal ဖွင့်တာတော့ပြီး voucher code ထုတ်တဲ့အပိုင်း voucher code ထုတ်တာကြောဒီ authentication သွားမယ် hotspot manager သွားမယ်ပြီး voucher ကိုနှိပ်မယ်အဲ့ဒါ voucher code ထုတ်လို့ရပြီ voucher code ထုတ်မယ်ဆိုညာဘက်တောက်အပေါ်အပေါင်းလေးနှိပ်မယ်ကျွန်တော်တို့ကတနာရီပေါ့နော်တနာရီထုတ်မယ်ဆို1 hour ပေါ့အဲ့ဒီမှာcode number အရှိက6လုံးပေါ့အဲ့မှာကျွန်တော်တို့က6လုံးထားလိုက်ပြီးရင် code format ကဒီမှာ number English ရှိရမှာ number only ရွေးလိုက်မယ်ထုတ်မဲ့ code ရေအတွက်ကျွန်တော်တစ်ခုပဲထုတ်မယ်ထုတ်ပြီးသွားပြီဆိုရင်ဖုန်းတစ်လုံးကိုတစ်ကုတ်ပဲဆိုတော့ limit number မှာ1ပေးမယ်เนาะပေးပြီးတော့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော် advanced option ဖွင့်မယ် advanced option မှာတနာရီပဲပေးမှာဆိုတော့ duration ကို1ပြောင်းမယ်အနောက်ကဟာကို hour အနောက်ကဟာကို hour ထားမယ်ပေါ့เนาะအဲ့ဒါလေးရွေးပေးမယ် rate limit တွေပါတော့မလုပ်တော့ voucher validity ဖွင့်မယ်ပေါ့เนาะအဲ့ဒါလေးရွေးမယ်အပေါ်ဆုံးကတော့ကျွန်တော် group name ကတနာရီထုတ်မယ်လို့ပြောရ1 hour ပေါ့เนาะပြီးရင်အောက်မှာ code length ကကြိုက်တာရွေးလို့ရတယ်ပြီးရင် amount ဆိုတာ code number အရေးအတွက်ကိုပြောတာတစ်စောင်ပဲထုတ်မှာဆို1ပေါ့နော်ပြီးရင်အောက်မှာ limit number ဆိုတာ code တစ်ခုကိုဖုန်းတစ်လုံးပဲလို့ပြောတာပြီးအောက်မှာကျွန်တော်တို့ duration advance ကိုဖွင့်ချပြီး duration မှာ1 hour ရွေးပြီး portal log out ဖွင့်ပေါ့နော် voucher validity ဖွင့်ပြီးတော့ပြီးကျွန်တော် save ညာဘက်တောင်းအပေါ် save ကိုနှိပ်လိုက်အဲ့လိုနှိပ်လိုက်ပြီဆိုရင်မှာ1 hour ထွက်ပြီအဲ့1 hour တစ်ချက်နှိပ်ပြီးတော့ပြီဆိုရင်အဲ့ဒီမှာ voucher detail ဆိုတာလေးတစ်ချက်နှိပ်လိုက်ပြီဆိုရင်အဲ့ဒီမှာ code number ရှိတယ်အဲ့ code number ကိုကျွန်တော် copy ကူးထားမယ် copy ကူးပြီးတော့လက်တွေ့တုံးပြမယ်ဆိုတော့အမှကျွန်တော်ဒီ OC နေရာလွှင့်တဲ့ line ကဦးစန်း VC ဆိုတာရှိရကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဦးစန်း VC ကိုနှိပ်လိုက်တာ VC ကိုနှိပ်တာနဲ့ဒီမှာကျွန်တော်တို့ဒီ OC နေရာရဲ့ voucher code တောင်းတဲ့စာမျက်နှာကိုမြင်ရလိမ့်မယ်မြင်ရနော် voucher code တောင်းတဲ့စာမျက်နှာကိုမြင်ရပြီဆိုအဲ့ဒီမှာကျွန်တော်ခုနထုတ်လိုက်တဲ့ code number လေးထည့်မယ်ပြီးရင်ကျွန်တော် log in နှိပ်လိုက်မယ်အဲ့မှာ set redirect to 1ပေါ့နော်ခဏလေးစောင့်လိုက် internet သုံးလို့ရတယ်အဲ့တော့ကျွန်တော် DONE down ကိုနှိပ်လိုက်မယ် DONE down ကိုနှိပ်လိုက်ပြီဆိုတော့ကျွန်တော် internet သုံးလို့ရပြီအဲ့တော့ကျွန်တော်တို့ထုတ်လိုက်တဲ့ code number သုံးနေတယ်ဆိုတာကိုဘာမှပြန်စစ်လို့ရလဲဆိုတော့ဒီ software ထဲမှာပြန်စစ်လို့ရတယ်ပေါ့နော်ဒီလို software ထဲမှာပြန်စစ်လို့ရတယ်ဒီမျိုးဖြစ်နေမှာပေါ့အဲ့တော့ OC နေရာထဲဝင်မယ်ဝင်ပြီးတော့ဆိုရင်ကျွန်တော်တို့ထုတ်ထားတဲ့ code တွေကိုပြန်စစ်ဖို့အတွက်ညာဘက်ထောက်ကဆက်တရနှိပ်မယ် authentication နှိပ်မယ်ကျွန်တော် hotspot manager နှိပ်မယ်ပြီး voucher နှိပ်မယ်အဲ့ဒီမှာကျွန်တော်ခုနထုတ်ထားတဲ့1 hour ဆိုတာရှိမယ်အဲ့ဒီမှာ1 use ဖြစ်နေတယ်ဒါဆိုခုနကကျွန်တော်တို့ထုတ်လိုက်တဲ့ code number ကတုံးနေတယ်ဆိုတော့သိရတယ်ပေါ့နော်ဒီမှာin use မှာ1ဖြစ်နေတယ် voucher detail ကိုဖွင့်လိုက်ရင်လည်းအဲ့ဒီမှာ in use ဆိုတာဖြစ်သွားတယ်เนาะ in use ကိုနှိပ်ရင်လည်းအမှတုံးနေတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့လွယ်လေးပါကျွန်တော်တို့ OC 200နဲ့
Omada AP တွေကိုကျွန်တော်ချိတ်တာဖြစ်ပါတယ်ချိတ်တာကို adapt လုပ်တယ်လို့ခေါ်တယ်เนาะ OC နေရာထဲကိုဒီ AP တွေပေါင်းထည့်တာကို adapt ပေါ့နော် ADOP တွေ adapt လုပ်တယ်လို့ခေါ်တယ် adapt လုပ်ပြီးသွားပြီဆိုရင်တော့ဒီ voucher code ထုတ်ရောင်းလို့ရပါပြီ voucher code ထုတ်ရောင်းတာလည်းမခက်ပါဘူးပေါ့နော်အဲ့လိုလေးဖြစ်ပါတယ်